ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ဒီနေ့ animation လေးတွေကိုအသေးစိတ်အသုံးပြုပုံမျိုးလေးကို share ပေးမယ်နော်နမူနာပုံစံလေးကြည့်ကြအောင်ပေါ့နော်ဒါ transition နဲ့ထည့်ထားတယ်ဒါ transition ထည့်ထားတာနော်ဟုတ်ပြီဒီမှာနောက် slide တစ်ခုရောက်လာမယ် slide တစ်ခုထဲမှာစာရီပုံတွေကိုပေါ်လာစေချင်တယ်ဆိုရင်သူက click နှိပ်လိုက်ရင်ဒီစာရီပုံတွေကလိုဝင်လာမယ်ပေါ့အခုဒီမှာဒီနှစ်ပုံနှစ်ပုံပြန်ကြည့်ကြည့်ရင်အတူတူဝင်လာတယ်သူတို့နှစ်ခုကအဲ့ဒါဒီပုံနဲ့ဒီဘက်ဘက်ချမ်းရှိတဲ့ပုံရယ်ညာဘက်ချမ်းမှာရှိတဲ့စာသားရယ်နှစ်ခုအတူတူရွေးပြီးတော့ animation တစ်ခုထည့်လိုက်တာပေါ့နော်ဒီမှာဆိုရင်အတူတူလောက်ထားတာပေါ့ဟုတ်ပြီဒါဆိုရင်ဒါ၃ခုလုံးတစ်ပြိုင်ရေးထားတယ်နော်ပြပတ်ချမ်းမှာရှိတဲ့မီလုံးပုံစံရယ်နောက် CPU ပုံလေးရယ်အောက်ကစာတန်းရယ်၃ခုပေါ့ဒါဆိုဒီ slide တွေထဲမှာ transition လည်းထည့်ထားတယ်တစ်ခုနဲ့တစ်ခုအခုပြောင်းမှာပေါ်အောင် transition ထည့်ထားတယ်ရုပ်တွေစာတွေကိုတစ်ခုချင်းစီကိုပြီးတဲ့မထည့်ထားဘူး group လေးနဲ့လုပ်ပြီးတော့ animation လေးတွေထည့်ထားတယ်ပေါ့ slide တစ်ချက်နဲ့တစ်ချက်ပြတဲ့အချိန်မှာအဲ animation လေးတွေကိုလည်းအချိန်သတ်မှတ်လို့ရတယ်ဘယ်လောက်မြန်မြန်သွားမလဲနှေးမလဲဆိုတာလေးလည်းသတ်မှတ်လို့ရတယ်နော်ဒါလေးတွေကတစ်ချက်ပြီးတစ်ချက်ဒါနမူနာလောက်ပြသွားလားဒီပုံစံတွေလုပ်လို့ရတယ်ဆိုတော့ live လုပ်ကြည့်ကြမယ်နိတို့တူတူဟုတ်ကဲ့တို့စကြည့်ကြအောင်နော် transition ကတော့မနေ့ကတော့လည်းပြပြထားပြီးပါပြီပေါ့ဒီတဲကိုသွားပြီးတော့ transition တွေ live နှိပ်ပြီးတော့sound တွေထည့်လို့ရတယ် duration ကိုလည်းကိုယ့်ကိုချိန်ရတယ် apply to all အားလုံးပြောင်းမယ် moment clip ကိုသုံးလို့ရပါတယ်ဆိုရတော့ပြောထားခဲ့တယ်နေ့ကြတော့ animation ကိုပြောပြချင်တာဆိုတော့ဒီ code animation ထည့်ချင်တဲ့ slide ကိုသွားဒီမှာဘာတွေထည့်ထားလဲဆိုတော့တို့အရင်သိရမယ်ညမှာဆိုဒီဟောရွေးကြည့်လိုက်အမှဘာလဲဆိုတော့ဒီမှာ shape တစ်ခုပုံတစ်ခုပါတယ်ဒီမှာစလုံးပေါင်းတစ်ခုပါတယ်ဒီမှာတစ်ခုပါတယ်သုံးခုပါတယ်အဲဒါဒါတွေကဘယ်လိုလုပ်ထားလဲဆိုတော့ဒီအောက်ကစာတန်းလေးတွေနဲ့အယုတ် logo တွေကဘယ်လိုလုပ်တယ်ဆိုတော့သူတို့ကကြတော့ slide master ထဲမှာအရင်တော့ပြောလို့ slide master ထဲမှာထည့်ထားတာပေါ့နော်သူက slide တိုင်းမှာအမြဲတမ်းပုံစံတူပေါ်နေအောင်လို့ဆိုတော့ထည့်ပေးထားတဲ့အတွက်ကြောင့်အဲ့ကောင်တွေကပြောင်းမသွားဘူးနော် slide format ထဲမှာပြောင်းမသွားဘူးဟုတ်ပြီတို့ကဒီပုံလေးတွေဒီစာလေးတွေကိုဝင်လာအောင်လုပ်ကြည့်မယ်ပေါ့နော် animation ပေါ့ animation မှာကခေါင်းစဉ်၄ခုရှိတယ်အဲ့ခေါင်းစဉ်ကြီး၄ခုကိုလောက်ရဘယ်လိုလုပ်ရမလဲဆိုတာသိသွားပြီဆိုရင်ကျွန်တော်တို့ကအလုပ်လုပ်လို့ရတယ်ကျွန်တော်နမူနာလေးတစ်ခုလုပ်ကြည့်ကြပြမယ်ဒီ slide လေးပဲကျွန်တော် duplicate လုပ်လိုက်မယ်နော် control C control V လုပ်လိုက်ရတယ်ဒါမှမဟုတ်သူ့ right click နှိပ်တယ် duplicate slide ဆိုတော့နှိပ်လိုက်မယ်ဒါဆိုပုံစံနောက်တစ်ခုထပ်ပွားလိုက်တာပေါ့နော်ဒီပုံလေးကိုပဲကျွန်တော်တို့ကဒီမှာ animation ထဲမှာ၄ခုရှိတယ်အစိမ်းရယ်အဝါရယ်အနီရယ်အဖြူရယ်ဆိုတော့နော်အစိမ်းရကြတော့ entrance ဝင်လာတာပေါ့ဝင်လာတဲ့အချိန်မှာသူကဘယ်လိုပုံစံဝင်မလဲဆိုတော့ဒီမှာသတ်မှတ်လို့ရတယ်ကျွန်တော် fly in လုပ်ကြည့်လိုက်မယ်fly in ဆိုတာအောက်ကဝင်လာတယ်ပေါ့ဒါအောက်ကဝင်တာမကြိုက်ဘူးအပေါ်ကပြုတ်ကျလာတာကြိုက်မယ်ဆိုတော့ဒီပုံစံမျိုးလုပ်လိုက်ပေါ့ဒါအဲ့ဒါမဟုတ်သေးဘေးကဝင်နေတယ်ဆိုရင်ကိုထားခြင်းတဲ့ဘက်ကိုဒီလိုဝင်လာလို့ရပြီဟုတ်ပြီဒါကဝင်လာပြီပေါ့ဝင်လာပြီးရင်သူ့ရဲ့ပုံလေးကိုကျွန်တော်ကနည်းနည်းသေးထားလိုက်မယ်ဗျလိုလုပ်ထားလိုက်မှာဟုတ်ပြီဒီပုံလေးဆိုနေမယ်ဒါသူ့ကိုကျွန်တော် start animation page နဲ့မှာဆိုကျွန်တော်ဒါလေးကိုနှိပ်ထားလိုက်အဲ့ဒါကျွန်တော် animation ထည့်တာတွေအကုန်လုံးဒီမှာမြင်နေရလိမ့်မယ်ဒီနေရာမှာခဏ play ကြည့်လို့ရတာပဲဒါဒီဘက်ကဝင်လာပြီဟုတ်ပြီဝင်လာပြီးွားရင် entrance အစိမ်းဆိုတာဝင်လာလဲဆိုတော့သိသွားပြီနောက်ပြီးတော့သူကဒီနေရာမှာသွားပြီးတော့သူကနှိပ်လိုက်ပြီးပြောင်းလိုက်ရင်ပထမဒီ tick ဆိုတဲ့ animation ပြောင်းသွားမှာအဲ့တော့တို့က add animation ဆိုတော့ထပ်နေအဲ့နဲ့လားဒီတစ်ခါကျတော့သူက emphasis တစ်ခုလောက်မယ်နော်အဲ့ဒါလုပ်ပြမယ်ဒီကောင်လှုပ်ပြတာလေးဖြစ်ဖြစ်လုပ်လိုက်ဒီလုပ်လိုက်တော့နော်အဲ့ဆိုရင်ရှိနေတဲ့ပုံကတစ်ခုလောက်ပြတယ်အဲ့ကြောင့်ဒီမှာ animation နောက်တစ်ခုထပ်တော့သွားပြီဒီမှာလည်းနောက်တစ်ခုပေါ်လာဒီမှာအစိမ်းဟိုနောက်တစ်ခုဖြစ်သွားပြီအဲ့သူ့ပဲထပ်ယူရမယ်နောက်ထပ် animation တစ်ခုထပ်ထည့်ကြည့်မယ်ဒီတစ်ခေါက်ဒီအောက်ဆုံးကဟာကိုထည့်ကြည့်မယ် motion pad ပေါ့နော် motion pad မှာဘယ်ပုံစံနဲ့သွားခြင်းလဲဆိုတော့ဟိုဘက်တစ်ဘက်ရွှေ့မလားအပေါ်အောက်ရွှေ့မလားပုံစံမျိုးစုံတွေမှာရွှေ့ပေးလို့ရတယ်ကိုဆွဲလိုက်တဲ့ line အတိုင်းကိုသူကလိုက်ပြီးရွှေ့နေမှာပေါ့နော်အဲ့ဒါတို့ဒီထဲမှာ
မြင်းပြောင်းမယ်ဆွဲကြည့်မယ်နော်ဒီကအပေါ်ဘက်ကိုသွားမလားအောက်ဘက်သွားမလားဆိုတော့ဒီမှာတစ်ချက်ကြည့်အောင်ဒါဆိုရင် app ဆိုတာလေးနေလာမယ်ဒီပုံလေးအပေါ်ရှိသွားတာပေါ့ position change သွားတယ်နော်အဲ့ပြောချင်တာဒါ okay move ပေါ့နော်သူကဒီနေရာနေပြီးတော့ဒီကိုရွေ့ပါမယ်ဆိုပြီးပြောပြတာဟိုးပထမရက်ကတော့ကျွန်တော်တက်ကလေးတွေကိုအပေါ်တက်လာတဲ့ပုံစံလောက်ပြတဲ့အထက်မှာပါတဲ့ဟာနဲ့သဘောတရားချင်းတူတယ်နော်နောက်ထပ်ဒီဟာကိုပဲထပ်ပြီးတော့လောက်ချင်တယ်ဆိုတော့ animation ထပ်တယ်မှာဆို add animation ထပ်နိုင်မယ်ပြီးရင်သူပျောက်သွားတာမျိုးမြင်နေတာပျောက်သွားတော့ fly out ဆိုထွက်သွားမလားနော်ဘယ်လိုပုံစံထွက်သွားမလဲပေါ့ထွက်သွားတဲ့ဟာကိုဒီမှာက disappear ဆိုတော့သူကလုံးဝပျောက်သွားတာပေါ့နော်အဲကျွန်တော် fly out ဆိုတာပြန်ထွက်သွားမှာပေါ့ဒါဆိုသူအောက်ကြီးပြုတ်ကြသွားတော့မဟုတ်ဘူးသူညာဘက်ကိုထွက်သွားစီခြင်းနဲ့ဆိုရင်သူကဒီလိုသူကအဲညာဘက်ကိုသွားမယ်ဆိုတော့ဒီဘက်က to right ပေါ့အဲ့ဒါဒီလိုသွားမှာပေါ့ဟုတ်ပြီဒီကောင်လေးဒီမှာဒီနေရာလေးတွေကြည့်ရင်သိတာဘာသိတာလဲသူဆိုရင် duration 0.5ရှိမှာပေါ့နော်အဲသူဆိုရင်1ဖြစ်သွားပြီသူဆိုရင်2ဖြစ်သွားတယ်နော်ဒီကောင်ဆိုရင်0.5ဖြစ်သွားပြီအဲ့ဒါကဒီပုံလေးတွေကိုရွေ့တဲ့အချိန်မှာ animation ပုံစံကိုပြောချင်တယ်ကျွန်တော်တစ်ချက် show ပြမယ်ဒါစဝင်လာပြီလှုပ်တယ်ပြီးအပေါ်တက်သွားတယ်ပြီးတော့ညာဘက်ထွက်သွားတယ်နော်အဲ့ဒါဆိုရင်ဒီမှာကတစ်ခုချင်းစီနှိပ်တဲ့အချိန်မှာဒီ animation နှိပ်ရင်လည်း on click ကိုပဲရွေ့ထားတယ်ခုနလိုပဲနော်ဒီဒုတိယ animation မှာလည်း on click ပဲလုပ်ထားတယ်ဒီမှာလည်း on click လုပ်ထားတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကတစ်ခုလုံးဖို့အတွက်ကို click နှိပ်ပေးနေရလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးဒီ၄ခုကိုပေါင်းပြီးတော့တစ်ခုနဲ့တစ်ခုဆက်ချင်တယ်နော်အဲ့လိုလုပ်ချင်တယ်ဆိုတော့ဒီဘက်ဘေးကမြားလေးကိုနှိပ်လိုက်နံပါတ်1ကကြတော့သူကဝင်လာပြီဘယ်ဘက်ကနေပြီးတော့ဝင်လာပြီးရင်ဒီနံပါတ်2 slide ဒီ animation မှာသူက width ဆိုတာတွဲရဝင်လာရင်းနဲ့လှုပ်မှာလားဆိုတာကိုပြတ်သွားပြီပေါ့အဲ့ဒါမှမဟုတ်ကျွန်တော် after previous ဆိုရင်သူကဝင်လာမယ်ဝင်လာပြီးကမှလှုပ်ပြမယ်အဲ့တော့ဒီမြင်းလေးကဒီဘက်တိုးသွားတော့နော်ပြီးမှသူ့လည်းအဲ့တိုင်းပဲဒီကောင်းလဲafter previous ကိုပဲအရင်လုပ်ကြည့်မယ်နော် after previous ဒါတခုပြီးမှတခုဆက်သွားပြီးဖြစ်သွားမှာ clip မနစ်ကတော့ဘောပြောချင်တာနောက်ဆုံး after previous နောက်ဆုံးပဲသွားလာအဲ့ဒါတို့ slide show တစ်ချက်ကြည့်ကြည့်မယ်နော်ဒီ slide show ပဲနှိမ့်နေဒီ slide show တွေက from beginning ဆိုရင်အစဒီ slide ကစပြမှာပေါ့ from current slide ဆိုအခုရှိနေတဲ့ slide ကပြမှာပေါ့အဲ့တော့ဒီမှာ shortcut key တွေပါတယ်လား shift အပေါင်း F5 နဲ့ shift နဲ့နှိပ်ရတယ်ဒီညနေစပြမယ်နော်ကျွန်တော်ဒီဟာလေးပဲအလွယ်နှိပ်လိုက်တော့မယ်ဒါ transition စဝင်လာပြီကျွန်တော်ဒီမှာ click နေတယ်ကျွန်တော်စတိုက်လောက်ထားခဲ့တဲ့အတွက်ကြောင့်တစ်ခုပြီးတစ်ခုသူကသူပြောင်းသွားတယ်ကျွန်တော် click မနှိပ်ကြတော့ဟုတ်ပြီနော်ဒီပုံစံအဲ့လိုမျိုးလေးပြောပြတာဟုတ်ပြီနောက်တစ်ခုထပ်ပြီးတော့မြင်သွားအောင်တစ်ခုပြောပြမယ် insert ကနေတော့ကျွန်တော်နေလေးဆွဲလိုက်မယ်ပေါ့ဒီထဲမှာinsert shape ဒီမှာနေလေးဆွဲမယ်နော်တူနေလာမှာဒီနေလေးကိုကျွန်တော်လုံးညင်နေဆိုရင် shift လေးနှိပ်ထားမယ်နော်အဲ shift နှိပ်ထားမှသူကညင်နေမှာโอเคဒီကတော့နေဆွဲလိုက်ပြီပေါ့ပြီးကျွန်တော်ဒီမှာ design တွေပြောင်းနေတယ်လို့ပြောင်းပါတော့အဲကျွန်တော်မပြောင်းတော့ကျွန်တော်လုပ်ချင်တာဒါပြောချင်တာမဟုတ် transition animation ဘယ်လိုသွားလဲဆိုတာကျွန်တော်ပြောပြချင်တာဆိုတော့လေနော်ဟုတ်ပြီသူ့ဒီမှာထားရမယ်ပေါ့နော်တွေ့လားဟုတ်ပြီဒီနေလေးကိုဒီဘက်အောက်ကနေဝင်လာအောင်လုပ်မယ်နော်သူ့ကိုရွေးတယ် animation ထည့်တယ်သူကဝင်လာတာဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်အဓိကဒီထဲမှာကပုံမှန်ရဒီလိုမလုပ်ပေမဲ့သဘောတရားသိအောင်လို့ကျွန်တော်ကဒီလေးခုရှင်းပြချင်တာမဟုတ်လို့ကျွန်တော်ကဒီထဲမှာကိုယ့်ကိုယ်တစ်ခုစိတ်ကူပြီးလုပ်ကြည့်မယ်နော်ကျွန်တော် fly in လို့ပဲသွားလိုက်လို့ဒီအောက်ကမလာသေးချင်းဒေါင်းဖြတ်ကလာသေးချင်းဒီလိုပေါ့ဒီလိုမျိုးခွန်အားလာတယ်တော့ဒီပုံစံလာမှာပေါ့ဟုတ်ပြီအဲ့လာတဲ့အချိန်မှာသူကဒီလိုရွှေ့ကနေလာလိုက်တာမျိုးမဟုတ်ဘဲနဲ့သူ့ကိုလေပြီးတော့မှလာတာလောက်ချင်တာဒီကောင်လေးလေပြီးတော့မှလာအဲ့တော့ကျွန်တော် add animation နောက်တစ်ခုထပ်တဲ့အဲ့မှာ spin ဆိုတာလေပါလိဒီလိုလေတာလိနော်ဟုတ်ပြီမျက်လုံးမြင်တော့တကောက်ခဏဖြုတ်ခါလိုက်အဲ့ဆိုရင်ဒီနေကလေးကဒီမှာဆန်းဆိုတဲ့ကောင်သူကနှစ်ခုရှိသွားပြီအဲ့ဒီနေရာမှာဒီနောက်က duration မတူသတိထားကြည့်အဲ့နှစ်ခုကအရေးကြီးတယ်ဒီမှာ duration က5ပဲရှိတယ်နော် 0.5 ပဲရှိတယ်ဒီမှာ2ရှိတယ်ဗျအဲ့တော့သူ့ကိုကျွန်တော်ပလေးမယ်ဆိုရင်ပုံမှန်သူကဒီကောင်လေနေတယ်တခုနော်
ဒီကောင်ကနံပါတ်1ကဝင်လာတာတခုဝင်လာတာကမြင်တယ်လဲတာကကြာတယ်အဲ့လိုဖြစ်အဲ့တော့ဒီနှစ်ခုရဲ့ duration တူအောင်ဆိုပြီးတော့ဒီမှာ2ဖြစ်တဲ့အတွက်ဒီမှာလဲ2ဖြစ်အောင်လိုက်ညှိလိုက်လို့ရတယ်တူနှစ်ခုရဲ့ duration တူသွားပြီနော်ကြာချင်းတူသွားပြီအဲ့တော့သူ့ကိုတွဲရက်လာခြင်းတဲ့အတွက်ကြောင့်ခုနက after နှိပ်ထားရင်တစ်ခုပြီးတစ်ခုလာတာပေါ့ဒီတစ်ခါကျတွဲရက်လို့ကျွန်တော် with previous ဆိုတာနေလိုက်အဲ့တော့ဒါ show ကြည့်ကြအောင်နော်ဒီမှာက slide show သွားလိုက်မယ် click နှိပ်လိုက်ပြီးအော်တော့လဲပြီးတော့ဝင်လာတာဒီကနေ့နော်ကြည့်ကြည့်မနော်ဒါလဲပြီးတော့အဲ့ဒါဝင်လာတယ်အဲ့ဆိုရင် animation နှစ်ခုကိုတပြိုင်တည်းသုံးလိုက်တာပေါ့နော်ဟုတ်ပြီနောက်ထပ်ထည့်ကြည့်အောင်တို့ animation အဲ့ဒါဒီမှာ1နှစ်ခုထပ်တာနော်နောက်တစ်ခုဆက်သွားမယ်အဲ့ animation မှာထပ်နေမယ်ဒီတစ်ခါကျွန်တော်တို့ motion လိုက်ပါဒီ arc လေးသုံးလိုက်မှာပေါ့နော်ဒီမှာ तू ကဒီမြားကိုဒီမှာ start point မှာက तू ကစိမ့်နေပေါ်တယ်ဗျစိမ့်နေပေါ်တယ်နော် end point မှာအနီလေးပေါ်တယ်အဲ့တော့ကျွန်တော်ဒီကောင်ကိုလိုချင်တဲ့ line ပုံစံဆွဲပေးလိုက်လို့ရတယ်ဒီဘောင်ကြီးကိုလေအဲ့ဆို line ချောင်းကဘယ်ပုံစံသွားမလဲဆိုတာသိသွားပြီဒါဒီလိုသွားမယ်ပေါ့နော်အဲ့ဒါလေးပြောကြဟုတ်ပြီသူ့မှာကျတော့ဒါသူဒီနေရာမှာဝင်လာတော့ဖြည်းဖြည်းလေးဝင်လာဒီလဲရောက်တော့နည်းကြကြလေးသွားမှရမှာပေါ့အဲ့တော့သူ့ကိုဒီမှာဆိုရင်3အဲ့လောက်တော့ထားပေးတာလားနော်ဟုတ်ပြီနောက်ထပ် तू ကလည်းဒီတိုင်းရှောက်ရွေ့နေအဓိပ္ပာယ်ဖြစ်ပြီ तू ကလဲပြီးဝင်လာ तू လည်းလဲပြီးတော့ထွက်သွားကြတာဆိုတော့နောက်ထပ် animation တစ်ခုထပ်တယ်မယ်အဲ့ तू ပဲသွား add animation နဲ့နော် spin ပေါ့အဲ့ဒါလည်းမယ်ပေါ့ဟုတ်ပြီအဲ့ဒါ animation 4ခုရှိသွားပြီနော်1 2 3 4ဖြစ်သွားပြီဟုတ်ပြီသူ့ရဲ့ duration ကိုလည်းကျွန်တော်တို့ကဒီလိုလေးပဲနော်သူ့ရဲ့ duration ကိုလည်းစမှတ်တူရမယ်သူ့ကို3ပြန်ပြောင်းလိုက်မယ်နော်နော်လိုလေးပြောင်းပြလိုက်သူတို့နှစ်ခုကတူသွားပြီသူတို့နှစ်ခုကလည်းတွဲရဲ့အတူတူသွားကြဖြစ်တဲ့တော့ဒီနေရာမှာ width ကိုတွဲမယ်နော်ဟိုနေမှာသူတစ်ချက်ရှုကြည့်ကြအောင်ဗျာ click နှိပ်လိုက်ပြီဝင်လာပြီရပ်သွားပြီဒီနေရာမှာ click နှိပ်ဖို့အတွက် comment ပေးထားရနော်အဲဒါကြောင့်မလို့ရပ်သွားတာနောက်ထပ် click ချက်ထပ်နှိပ်တယ်သူကလေပြီးတော့သွားနေပြီဟုတ်ပြီအဲဒါနောက်တစ်ခါအောက်ကိုဝင်သွားတာတို့လောက်ကြည့်မယ်ပေါ့နော်အဲ့ဒါမလုပ်ခင်မှာဒီနေရာလေးမှာတို့တစ်ချက်လုပ်ကြည့်အောင်သူကဒီနေရာမှာကျွန်တော် click တစ်ချက်နှိပ်လိုက်ရတယ်နော်နှိပ်လိုက်ဆိုသူ့နေရာမှာ click မနှိပ်ဘဲနဲ့တန်းသွားလို့ရအောင်သူ့ကိုသွားနှိပ် after previous လို့လုပ်ထားခဲ့ရင်ဒီ animation နှစ်ခုပြီးတာနဲ့ဒီ animation နှစ်ခုဆက်လာမယ်လို့ပြောချင်တာပေါ့အဲ့လိုဖြစ်သွားတာပေါ့ကဲပြီးရင်ဒါ animation က4ခုကိုတပြိုင်တည်းတုံးတာဖြစ်သွားပြီဒီတစ်ခုဆက်သွားနေမယ် add animation ထပ်နေမယ်ဒီတစ်ခါကျတော့သူကထွက်သွားတာမျိုးနော်ထွက်သွားတာမျိုးလုပ်ကြည့်မယ်ဆိုတော့ fly out ပေါ့fly out ကြတာမဟုတ်ဘူးဒီနေရာရောက်သွားပြီလို့စိတ်ထဲမှာသိရမယ်ဒီကနေပြီးဒီလို down ဖြတ်ထွက်သွားမယ်ဆိုတော့ဒီလိုသွားဒီလို down ဖြတ်နဲ့ထွက်သွားပေါ့အဲ့ထွက်သွားတဲ့အချိန်မှာလည်းသူကခုနလိုပဲလဲပြီးထွက်သွားမှပုံမှန်တူတော့မှာပေါ့အဲ့တော့လဲပြီးထွက်ဖို့အတွက်လုပ်မယ် spin ထည့်လိုက်ပြီဒီနှစ်ခုရဲ့ duration ကလည်းမတူနေပြန်အဲ့တော့တို့နှစ်ခုရဲ့ duration တူအောင်ဒီမှာညှိမယ်ဒါတူသွားပြီသူ့ကိုနှစ်ခုကိုပေါင်းနေတဲ့ကြောင့်မလို့ဒီအောက်က animation က with previous ဖြစ်ကြမယ်နော်အဲ့ဒါဒီကတွဲသွားပြီဒီမှာ1 2ဆိုဖြစ်တာဒီနေရာမှာကျွန်တော်တို့ click တစ်ချက်နှိပ်ကြမယ်ပုံပေါက်နေတယ်အဲ့တော့သူ့လည်းမနှိပ်ဘူးတန်ပြီးသူ့အသေးသွားအောင်လုပ်ချင်တယ်ဆိုတော့ after previous ဆိုတာလေးဒီမှာပြောင်းထားလိုက်ပေါ့နော်ကဲဟုတ်ပြီဒါတို့ show တစ်ချက်ကြည့်ကြအောင် click တစ်ချက်နှိပ်လိုက်ပြီတော့ဝင်လာပြီလဲလာတယ်ဒီနေရာလေးမှာဆက်သွားတယ်အောက်ကိုထပ်ဆင်းသွားမယ်ပေါ့ဒါဆိုကျွန်တော် click တစ်ချက်မှမနှိပ်ရတော့ဘူးပေါ့ဒါဆို animation တွေကိုအထက်မှာ animation ထဲမှာပါတဲ့ခေါင်းစဉ်၄ခုကိုနော်ဒီ entrance က emphasis က exit က motion ပေါ့အဲ့ဒီ၄ခုကိုကောင်းကောင်းသုံးချရပြီလို့ယူဆပါတယ်တစ်ခုနဲ့တစ်ခုကြားထဲမှာဒီနေရာလေးတွေသုံးရတာလေးကိုသတိထားပေးရမယ်နော်ဟုတ်ကဲ့အားလုံးပဲအဆင်ပြေကြပါစေယခုလိုမျိုးဝုဒ္ဓရရဗီဒီယိုလေးတွေကိုအဆင်မပြတ်ထပ်မံတင်ပြသွားမှာဖြစ်ပါတယ်အကြမ်းကြည့်လို့ရအောင်လဲ like and subscribe လေးလုပ်ပေးထားကြပါဦးနော်